မိန်းမတွေပြတ်သားသွားရင်တီးတာတဲ့အချက်လေးကိုမိန်းမတွေကချစ်မိရင်လေဒီလူမှဒီလူအရန်ယူမှုချစ်တတ်ကြသလိုပြတ်သားပြီးဆိုရင်လေသူတို့မဟုတ်တော့သလိုပါပဲမိန်းကလေးတွေသူ့ချစ်သူပေါ်စိတ်နာပြီးပြတ်သားသွားတဲ့တနေ့မှာဒီလိုပြောင်းလဲမှုတွေတွေ့ရလိမ့်မယ်နံပါတ်1ပျော်ရွှင်လာမယ်သူတို့ကနာကျင်မှုတွေခံစားပြီးရင်ပိုပျော်ရွှင်လာတတ်ကြလို့လူမှုကွန်ရက်မှာဟာတာတွေတင်တာပျော်စရာ post တွေတင်ပါလိမ့်မယ်နံပါတ်2အချိန်ကထပ်ပိုလာလာမယ်မိန်းကလေးတွေဟာပြတ်သားရင်အရင်လူကိုမမေ့နိုင်ရင်တော့မှစိတ်ချမ်းသာအောင်နေတက်လာလို့ပိုလာမှာပါနံပါတ်3အကြည့်တက်ဖြစ်လာမယ်စိတ်ချမ်းသာမှုတွေပဲရှိနေပြီးသူတို့ကိုသူတို့လှအောင်နေသွားတတ်ကြလို့သူတို့ရုံးရည်ကအကြည့်တက်လေးဖြစ်နေမှာပါနံပါတ်4တင်းမိုင်တွေဝင်မကြည့်တော့ဘူးမိန်းကလေးတွေပြတ်သားရင်တင်းကိုသူဘလောက်ပဲချစ်ခဲ့နောက်ထပ်မနာကျင်တော့လို့တင်းမိုင်တွေကိုဝင်မကြည့်တော့ပါဘူးသူတင်းကိုလွှဲရင်လည်းအကောင်လေးခိုးကြည့်တာဒါမှမဟုတ်အခြားအကောင်နဲ့ဝင်ကြည့်ပါလိမ့်မယ်။တေးကြတာကတင်းမိုင်ဒီကိုမကြည့်တော့ဘူးဆိုတော့တင်းကိုစိတ်နာသွားလို့ပါ